အားလုံးမင်္ဂလာပါကျွန်မခုပြောမယ့်အကြောင်းလေးကိုပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်ကျွန်မ share ပေးပါနော်ကျွန်မမျိုးသမီးတွေကိုတတိလေးပေးချင်ပါတယ်ကျွန်မတကယ်ကိုအမတွေကိုညီမတွေကိုကျွန်မရဲ့ချစ်ချင်းမြတ်တာအစစ်မှန်နဲ့ကျွန်မတကယ်ကိုတတိလေးပေးချင်ပါတယ်အဲ့တော့ကျွန်မတို့အမျိုးသားတွေကျွန်မတို့ရဲ့အိမ်အောင်ဘက်တွေအိမ်အောင်ရေးဖောက်ပြန်မှုကိုကြုံရပြီဆိုတဲ့အနေအထားတစ်ခုကျွန်မတို့တွေ့ရတဲ့အခါမှာပေါ့နော်အမျိုးသမီးတွေအနေနဲ့အဲ့အချိန်မှာကျမတို့ကအနည်းဆုံးကိုယ့်ရဲ့ချစ်ဆုံးတော်၎င်းကိုအယုံကြည်ရဆုံးတော်၎င်းကျမတို့မိန်းကလေးအချင်းချင်းကျမတို့ရင်ဖွင့်ပြီးမှစကားတွေပြောတတ်တယ်သို့မဟုတ်အနာသာပေါ့နော်ကျမတို့ကိုယ်စိတ်ထဲမှာပေါ့နော်ကိုပြောချင်တဲ့စိတ်ဆန္ဒရှိတဲ့သူပြောသွားပြီးပြောမိတတ်တယ်အဲ့အချိန်မှာကျမတစ်ခုလေးသတိပေးခြင်းနဲ့ဖြစ်နိုင်ရင်တော့ပေါ့နော်ကိုယောက်ျားနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့မိသားစုအတွင်းရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီဘသူ့ကိုမှမပြောတာအကောင်းဆုံးပဲနံပါတ်1ကိုကဒါဝမှမပြောရရင်ရင်ထဲမှာဘလို့မှနေလို့ထိုင်လို့အဆင်မပြေဘူးเนาะကိုယ့်ရဲ့ရင်ထဲမှာအယမ်းမွန်းချက်တယ်ရှေ့ဆက်သွားဖို့တော့အဆင်မပြေဘူးလို့ခံစားနေရရင်စာအုပ်လေးတုပ်ဆောင်တာပါအဲ့စာအုပ်လေးမှာကိုလက်ရှိခံစားနေရတဲ့ကုန်လုံးချရေးလိုက်ပါเนาะချရေးလိုက်ပါချရေးပြီးလို့ရှိရင်ကျမတို့ကအနည်းဆုံးနောက်ထပ်เนาะတစ်ပတ်နှစ်ပတ်နေပြန်ဖတ်ကြည့်လိုက်ပါကိုရေးတာဆိုအဲ့တုန်းကငါဒီလိုခံစားခဲ့ရတာပဲဆိုစိတ်တော့ဖြစ်ပေမဲ့အဲ့အချိန်တုန်းကခံစားခဲ့ရတဲ့ feeling လောက်ကိုမှမပြင်းထန်ဘူးဆိုသတိထားမိလိမ့်မယ်။နောက်တဲ့တစ်လတန်သည်နှစ်လတန်သည်ကျမတို့သုံးလတန်သည်ပြန်ဖက်ကြည့်ပါအဲ့ဆောင်။ဒါနဲ့ပူပြီးကိုယ့်ရဲ့ခံစားချက်ကပူပေါ်လာလိမ့်မယ်နော်။နောက်ထပ်3-4နှစ်လောက်နေမှဖက်ကြည့်အဲ့ဒီစာတွေကကိုရေးခဲ့တာတွေဘာမှရေးမကြည့်ဆိုကိုယ်တိုင်သတိထားမိလိမ့်မယ်။အဲ့တော့ကျမပြောချင်တာကကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့အိမ်တော်ရေးကိစ္စကိုယ့်ရဲ့အိမ်တွင်းရေးကိစ္စကိုယ့်ရဲ့လင်မယားကိစ္စနော်ဒါတွေကိုကိုယ့်ရဲ့ငွေကြေးကိစ္စအရာအလုံးပေါ့နော်ကိုတိတ်ပြီးမှစကားတွေအရင်ပြောချင်တယ်အရင်စကားပြောလိုက်ရမှရေရင်ဖွင့်ပြီးပြောလိုက်ရမှလူတစ်ယောက်ကိုပြောလိုက်ရမှနေသားထိုင်သားရှိတဲ့အမျိုးသမီးတွေကအများကြီးပဲအဲ့လိုအကျင့်မျိုးအမှုချင်းမျိုးရှိရင်စာအုပ်ဆောင်ထားပါရေးထားပါအဲ့စာအုပ်ကိုကိုယ့်အကူတနေ့ရမှတင်ဆက်ထားပါဟုတ်ပြီနော်အဲ့ဒါနံပါတ်1နံပါတ်2ကျမတို့ကိုယ့်ရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေတို့မဟုတ်ကိုယ့်ယောက်ျားရဲ့အိမ်တော်ရေးပုံမှာအိမ်တော်ရေးနဲ့ပတ်သက်တဲ့ခြေလမ်းပြတ်နေမှုတွေကိုခြားကိုယ့်ရဲ့မိတ်ဆွေတယောက်တငင်းတယောက်ကိုတော့ပြောလိုက်လို့အဲ့ဘက်ကကိုသူဒီလိုလုပ်နေလို့ကိုယ့်ယောက်ျားဒီလိုလုပ်နေလို့နေမခံနဲ့နေဘီလိုပုံစံပြန်လုပ်လိုက်နော်ထားပါတော့သူတောင် KTV သွားသေးရပဲနင်းလည်း KTV ကိုသွားနော်သူတောင်ကလပ်တက်သေးတာပဲနင်းရောတက်သူတောင်ဘားသွားတာနင်းလည်းဘားသွားသူတောင်ကောင်မလေးနေ easily လုပ်တာနင်းလည်း easily လုပ်ဖြစ်နင်းလည်းအသက်အရွယ်နဲ့နင်းယုံနည်းရည်နဲ့ဟုတ်ပြီနော်ဒီတိုင်းနေနဲ့ तू ဥတိုးအောင် तू မခံခြင်းဖြစ်အောင်ဒါမျိုးတွေပြန်လုပ်ဖြစ်ဆိုပြီးတော့မှကိုမြောက်ပေးတဲ့သူသို့မဟုတ်ကိုအကြံဉာဏ်ပေးတဲ့သူဆိုရင်လုံးဝအန်ဒီရများပါတယ်ကျမအဲ့လိုမျိုးဟိုပေါ့နော်အမတို့ညီမတို့ရဲ့ဘဝတွေညီမတို့လုံမဲ့အနေထားတွေကိုအဲ့လိုလမ်းကြောင်းပေါ်ကိုရောက်အောင်ဆွဲခေါ်သွားတဲ့သူသို့မဟုတ်လမ်းညွန်တဲ့သူလုတ်ခိုင်းတဲ့သူဆိုရင်စကြတဲ့ကဝေးရှောင်ပါကျမတေချာပြောရနော်စကြတဲ့ကဝေးရှောင်ပါအဲ့လိုမျိုးကိုအားပေးအားမြောက်လုတ်ခိုင်းပြီးတော့မှယောက်ျားနဲ့အပြိုင်သူလို့သူတို့လိုက်လုတ်ပြီးမှကိုအဲ့လမ်းကြောင်းပေါ်ကိုရှောက်ခိုင်းတဲ့သူဒီအရန်အန်ဒီကြီးတယ်ဘယ်တော့မှမလုပ်ရအောင်ဘယ်တော့မှမလုပ်ပါနဲ့ကျမတေချာပြောရနော်ကျမတို့မိန်းမတွေဒီကိုယ့်ရဲ့ဂုဏ်သိက္ခာကြာဆင်းစေမဲ့ကိုယ့်ရဲ့ကိုချင်းတရားကိုလာပြီးမှထီပါစေမဲ့ပြုမှုပြောဆိုနေထိုင်မှုမျိုးကိုဘယ်တော့ခါမှမလုပ်ပါနဲ့ဘာအကြောင်းကြောင့်မှမလုပ်ပါနဲ့ကိုယောက်ျားဘာပဲလုပ်ကိုလုပ်ဆရာမလုပ်ဘူးကိုဒီမှန်ကန်တဲ့လမ်းကြောင်းကိုပဲကျမတို့ကိုတန်ဖိုးထားပြီးကိုယ့်ရဲ့ကိုချင်းတရားကိုတန်ဖိုးထားပြီးကိုယ့်ရဲ့အရေးသွေးကိုဖြည့်ပြီးတော့မှပဲကျမတို့ကကိုယ့်ဘဝလမ်းကြောင်းကိုမှန်ကန်အောင်ရှောက်ရမယ်ကိုယ်စိတ်ကလေးကိုကြည်လင်အေးချမ်းအောင်ထားပြီးတော့မှဒါသည်ငါဘဝအဖော်တယောက်ဖြစ်တယ်ဟုတ်နော်ဘဝအဖော်နော်ကျမအိမ်အောင်ဘက်လို့မသုံးဘူးဘဝအဖော်တယောက်ဖြစ်တယ်လို့မြင်ပြီးတော့မှပဲကိုယ်စိတ်ကလေးကိုအေးချမ်းအောင်အရင်တိဆောက်ပြီးမှကိုယ့်ရဲ့စိတ်အေးချမ်းအောင်ကြည်လင်အောင်ချမ်းသာအောင်ဘလောက်နေနိုင်ပြီလဲဆိုတော့ကိုဆန်းစစ်ပြီးမှကိုယ့်အိမ်အောင်ရဲ့ဆက်သွားမဲ့လမ်းကြောင်းကိုကျမတို့ကဘလို့ဆုံးဖြတ်မလဲဆိုတော့အဲ့ချိန်ကျမှ decision ကိုချရမယ်နော်ဘယ်တော့မှချက်ချင်းဆုံးဖြတ်ချက်မချနဲ့ဘယ်တော့မှချက်ချင်းမတုံ့ပြန်နဲ့ဘယ်တော့မှရွေးမတိုက်ပါနဲ့ကျမဒီစကားကိုတေချာလေးမှာပါတယ်ဒါကြောင့်မို့မျိုးသမီးတွေကို
ကျမပြောသလိုလေးပေါ့နော်သူတို့ဘဝလေးကိုအကျိုးရှိစေခြင်းနဲ့ဆိုရင်ကျမတို့မှားယွင်းတဲ့လမ်းပေါ်တွေကိုမရောက်စေခြင်းမှုဆိုရင်ကျမရဲ့ဒီဗီဒီယိုလေးကိုတစ်ချက်လောက်ခုပြီးမှ share ပေးပါကျမပြောခြင်းဒီအားလုံးပေါ်မှာစေတနာနဲ့ပဲပြောခြင်းဖြစ်ပါတယ်ကျမတို့အမျိုးသမီးတွေရဲ့ဘဝကိုပို့ပြီးမှပေါ့နော်ကျမတင့်တယ်တဲ့ဘဝပို့ပြီးတော့မှခိုင်မာတဲ့ဘဝစိတ်ခွန်အားရှိတဲ့ဘဝပိုလှပတဲ့ဘဝပို့ပြီးမှစိတ်ချမ်းသာတဲ့ဘဝဒီလိုဘဝတွေပဲကျမရစေချင်ပါတယ်နော်အဲ့တော့ကျမတို့မလုတ်ထိုက်တဲ့အရာတွေကိုစိတ်ကူးနဲ့တောင်မလုတ်ပါနဲ့နောက်တစ်ခုကကျမတို့အိမ်အောင်တဲ့ဖြစ်သွားတဲ့အခါမှာကျမတို့ရဲ့အလှပဘလောက်ပဲကြံနေသေးသည်ဖြစ်ပါစေကိုဒီအိမ်အောင်တဲ့တယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အလှပမှာတခြားအိမ်အောင်မရှိတဲ့ယောက်ျားတစ်ယောက်တော့၎င်းအိမ်အောင်ရှိပြီးသားယောက်ျားတစ်ယောက်တော့၎င်းကျမတို့ကိုလာပြီးမှနှစ်သက်တာဆွဲလန်းတာကိုလာကြိုက်တာဒီဂုံယူစရာလည်းမဟုတ်တလို့သူတို့အတွက်အဲ့လိုဖြစ်အောင်ကျမတို့ဘက်ကသွေးဆောင်ပြီးတော့မှဖျားယောင်းတဲ့ပုံစံမျိုးနဲ့ကျမတို့ဘက်ကအားထုတ်နေတာမျိုးတွေကလုံးဝမဖြစ်သင့်ပါဘူးဒါသူများရဲ့ဘဝကိုအကုသိုလ်ပေးရတဲ့အတူတူပါပဲအဲ့တော့ကျမတို့တလွဲပေါ့နော်ခံချက်အမှားတွေနဲ့မလုပ်ပါနဲ့နော်မလုပ်ပါနဲ့သူတို့လေဒီသူတို့ဘဝနဲ့သူတို့ကောင်းမွန်တဲ့ life တွေရကြပါစီကိုလည်းကိုအိမ်အောင်နဲ့ကိုအဆင်ပြေအောင်ကိုဘဝကိုတန်ဖိုးထားကိုအိမ်အောင်ဘက်ကိုတန်ဖိုးထားပြီးမှကိုဘဝလေးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့စုံတဲ့တိုင်အောင်ကိုလက်တွဲထားတဲ့လက်တွဲပေါ်နဲ့ပဲရှေ့ဆက်သွားကြပါနော်ကျွန်မအဲ့ဒါလေးကိုပဲပြောချင်ပါတယ်ညှိနှိုင်းဆွေးနွေးလို့လုံးဝမရတော့တဲ့အခြေအနေဆိုရင်တော့ပြီးတဲ့အကြမှာလန်ခွဲပါပြီးမှဘဝတစ်ကိုကြိုက်တယ်လို့ကိုစိတ်တိုင်းကြဒီဆောက်ချင်တဲ့ပါဆိုရင်ဒီဆောက်ပါနော်ကိုရဲ့ဘဝတွေလုံးဝလက်မခွဲရသေးပဲအဲ့လိုမျိုးတွေကျွန်မပေါ့နော်မလုပ်စေချင်ပါဘူးဒါအားလုံးရဲ့ဘဝတွေကိုကျွန်မကအဆင်ပြေစေခြင်းနဲ့စီနေနဲ့ပဲပြောတာပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်